ပြောပြလိုက်ကိုပြောပြလိုက် တွဲရတဲ့မင်းသမီးကစိုးပြင်းတစ်စီဟာဟာအဲ့လောက်ဒီတော့မအောင်နဲ့ အိုဗာရီရမ်းပြသွားတယ်အဲ့ဒါကြတော့ ကိုပြောပြလိုက် စိုးပြင်းတစ်စီနဲ့ ပြောပြလိုက်ဟာကိုညီကြောင်ပြောပြလိုက် तू မသိသေးဘူး ခင်ဗျအများကြီးတော့စိုးပြင်းတစ်စီကလမ်းလျှောက်လာတဲ့ပန်းညံတယ်ခွေးလေးပါခွေးလေးကလွတ်ဟုတ်တယ်ဒီကောင်ကခွေးလေးကိုကျွတ်ချင်အမခွေးလားဆိုတခါမှပြီးရော အဆောက်ရောက်ကိုနော် ခွေးလား အဲ့တော့ကြည့်ခိုင်းနေတယ်အကိုတဲ့ဒီညကျွန်တော်ဇလန်းတွဲလာမှာတဲ့အမေကိုကတော့ထင်ထင်ကြီးနေရွှေမှုဟာကိုတော်ဇလန်းတွဲတွေပါလေကောင်းကောင်းမဲရသူကဇလန်းတွဲတွေရိုက်အကိုတဲ့ဒီညဇလန်းတွဲလာမှာကြည့်လိုက်အမဒါအမခွေးလား ကိုအဲ့ဇလန်တွေချင်းမော်ဆိုတဲ့ဇလန်တွေမှာကျွန်တော်တောက်လျှောက်ရိုက်နေ မကောင်းဒိန်ငါကမလားမကောင်း ဘာအဲ့ဒါလည်းမဖြစ်လို့လက်ကိုပြတော့ ဘာလို့တော့ မတို့လည်းမြောက်ထိုးပေးก่อนနော် ဘာမှလည်းပြောရသေးပဲနဲ့ သူညာ